စိတ်ညစ်တယ်ခရုံးတကယ်စိတ်ညစ်လာပြီလားခရုံးလေဒီလိုမျိုးဇက်ပွဲကြီးကြက်ရဲ့အကြောင်းအရာလေးဒီဗီဒီယိုကြည့်ရင်အဖြေပေါ်တယ်အမရာကြည့်လိုက်ကြတော့တနေ့စိတ်ရင်မှုပြောင်းလိုက်အောက်စုပြောင်းလိုက်စိတ်ရင်မှုပြောင်းလိုက်အောက်စုပြောင်းလိုက်နဲ့ခရုံးကအကြောင်းမလို့အဲ့လိုဇက်ပွဲတွေကိုအရန်ကြိုက်နေတာအခုဆိုရင်လည်းလေစိတ်ရင်မှုရဲ့အပြုံးလေးကိုမြင်ပြီးတော့စိတ်ရင်မှုကျွေလုံးလို့ဆိုပြီးတော့ဒီမှာစိတ်ရင်မှုလက်မှတ်လေးကခရုံးအကုန်ကြခံပြီးဝယ်ထားတာပေါ့နော်အဲ့လိုဝယ်ထားတဲ့အချိန်မှကြတော့မှခရုံးရဲ့ fan တွေကအောက်စုလက်မှတ်လေးပေးအမခရုံးကဒါဒီနေ့ကဘယ်လိုကြည့်ရမှာမသိရောအောက်စုကြည့်ရမှာစိတ်ရင်မှုကြောင့်နှစ်ရက်လုံးကြည့်နေတာဒီပြဿနာရဲ့အဖြေကအမကြောင့်အော်ငါအနုငါဒီလိုင်းမော်နေတော့မှဆိုင်းရင်မွန်းနဲ့အောင်စပူလေးကြည့်မိတာငါအပြစ်ဖြစ်ပြန်မိတာဟုတ်တယ်လေအမကြောင့်သမီးမယ်လူမျိုးဇက်တွေကြိုက်နေတာအဲ့တော့နှစ်ရက်လုံးနားရက်ပေးအေးဟုတ်ပါပြီငါအကြောင်ဖြစ်တယ်ဆိုတော့လေယူလိုက်ပါခွင့်ရက်ယူလိုက်ခွင့်ရက်နေမပြီးသေးဘူးဟင်ဘာလို့မပြီးတာလဲပွဲမှာစားဖို့မဟုတ်ပါဝယ်ထည့်ပေးရမှာပွဲမှာစားဖို့မုံမှာငါဝယ်ထည့်ပေးရမှာဟုတ်တယ်ဝယ်ထည့်ပေးရမှာခွင့်ကြတော့လေငါဒါတွေကြီးလို့နေဖြစ်တာဟုတ်တယ်ပွဲမှာစားဖို့မုံကလည်းငါဝယ်ပေးရမှာဟုတ်တယ်ကြောက်လိုက်တာကရုံးရဲ့